မင်္ဂလာညချမ်းပါရှင်အားလုံးကျမစီချမ်းသာကြစီပြင်းရကင်းပါစီကျမအကြမ်းမြင့်ဆရာမတ်တင်စာခန်းမဝဝခန်းဖြစ်ပါတယ်ဒီနေ့ဒီမှာဖျောင်းတိုင်ပေါ့လက်ထားတာကျမကိုယုံကြည်တဲ့လူအဖောက်ယုံကြည်လူတိတ်တိပိတဲမေးပါဆိုဖျောင်းတိုင်လက်ထားပါတယ်ပြင်းရကင်းအောင်ယောဂကင်းအောင်အယောင်ဝယ်ကောင်းအစိုးတဲ့အကောင်းဖြောင်းတော့တိတ်တိတင်ပေးရပါတယ်ရှင်တိုင်မြတ်တာတူရွရတယ်ဖျားဆိုင်အများကြီးရွတယ်ဒီမှာဒီနတာပတိနဲ့ပတိဆက်ရတယ်တိတ်တိတင်ရတယ်တဲ့နကုံသုံးပါလို့ပုတိအောင်အရန်တိတ်တိပါရတယ်အမွေးတိုင်ရောအမွေးတိုင်ဖျောင်းတိုင်စီမီခွက်ပေါ့စီမီခွက်တွေလည်းတချို့ကတော့တက်စီတချို့ကတော့17ခွက်17မီညံအောင်ပေါ့နော်အခုချိန်မှာပေါ့နော်စီဝါကြီးဘယ်သူမှမကောင်းကြအောင်ကျမရေကောင်းကျမမလည်းလွတ်လွတ်နေမယ်ကျမရေကောင်းအောင်ရနောက်ရှက်ကင်းဝေးအောင်ကံညံ့နေကင်းစင်ပပြအောင်ဒီလိုတိတ်တိတင်ပြီးဖြောင်းနေထွန်းပါတယ်ရှင်အဲ့ဒါကိုယုံကြည်တဲ့သူတွေလာအလွတ်ရပါတယ်ဖျောင်းတိမ်ဘေးဖျောင်းတိမ်ပဲဖြစ်လာအတိအကြီးအငယ်အကုန်လုံးအလွတ်ရပါတယ်ညမှုစောခတိတန့်ပေးရပါတယ်ရှင်ဒီမှာကျမရှမ်းပြည်နယ်ဆောင်းတဲ့အဖေဘကူမရှင်မိပလဲရင်ပွဲလဲအပေးပါတယ်ကိုရက်ကိုတိုင်နဲ့ထွန်းလို့ရတယ်အဘဘုံမင်းခေါင်ဘိုက်တေဥခန့်တီသူရတတိမဲတော့အမိဆုံးဝင်လာဘာဘိုးအောင်မမကြီးမိုင်းရှင်စောဘူးလို့လဲအဲ့လိုရပါတယ်လောကဗလာရခမဲတော့အဲ့နိုင်ငံခြားခီးသွားမဲ့လူတွေအလုတ်သွားလုံးမဲ့လူတွေအမှုခင်းအတွက်ငွေကြီးအတွက်အကျွေးပြန်ရဖို့အတွက်အခြေအိမ်အောင်ကျမငွေကြီးစီးပွားရေးတို့ကတော့ပွဲပေးရကြပါတယ်တချို့3လတစ်ချိန်ပေါ့နော်အဘတွေကိုနှိုးဆွပေးရပါတယ်ဒီတိတ်တိတင်ထားပါတယ်ဒီမှာဒါအဘဝိစာအဘဘိုးအောင်ဘုံမိခေါင်တို့ဘာရည်ဥခန့်တီတို့စေဝိဇာတုပမှုကျတို့တိတ်တိတင်မိကြပါတယ်ကျမလည်းတိတ်တိတင်ပါတယ်ကျမရဲ့ဗုဒ္ဓဆွမ်းနဲ့လည်းတိတ်တိတင်ထားပါတယ်ရှင်ထုံဘူးသူတိုင်းတော့ထူးခြားမှုတွေရှိတယ်ဆိုတာသိရပါတယ်။တချို့လက်ပိတ်တဲ့သူလက်ဖွင့်မယ်။အခြေအိမ်အောင်ကျမငွေကြီးအဖက်ဖက်ပေါ့နော်ဆူတောင်းပေးထားတာအများကြီးပဲ။ယုံကြည်သူတွေအနံလို့ရပါတယ်။ကျမနောက်မှဝေလေးရပါတယ်။ကိုယ့်ဟာကိုဖျောင်းတိုင်နဲ့ကိုအပ်လေးရပါတယ်။တီးတန်းညံမှုစောခပေးရပါတယ်ရှင်။ကျေးဇူးပါဆက်သွယ်ကြပါကျမရဲ့ယုံကြည်ဖုန်းနံပါတ်လေးပေးထားပါမယ်ရှင်။ကျေးဇူးပါရှင်။